အော်မဟုတ်လေရှင်တို့ပြပတ်စာလေးတစ်ခုရှိလို့ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှင်မပြောတော့နေရကွယ်ဒါပေမဲ့ပြောမှဖြစ်မယ် main ကလေးတော်တော်အများစုလာပြောတာနော်တကယ်နော်အဲ့ဒီ main ကလေးတွေမှာဘုမှတ်ထားတယ်တော်တော်များများလာပြောတယ်ဘာလာပြောလဲကျမဒီပစ္စည်းတွေရောင်းတာကွယ်မရှက်ဘူးလားတဲ့ဟဲ့ရှက်စရာဘာအကြောင်းရှိလို့လဲ main ကလေးတိုင်းနော်ပြီးတော့အရွယ်ရောက်လာပြီဆိုတာနဲ့ menstruation တွေဆင်းတယ်အဲ့ချိန်မှာအနံ့ဆိုးတွေထွက်တယ်နော်ပြီးရင်အစားအသောက်မစင်ကြလို့ရှိရင်အနံ့သက်တွေမကောင်းဘူးနော်ငပြာရည်နံ့နေဖြစ်တယ်ဟုတ်တယ်မလားနော်ဒါမိန်းကလေးတော်တော်များစုကွာအဖြူစင်းနဲ့ရားရည်နဲ့အနံ့ဆိုးတွေထွက်တယ်အိမ်နောက်သည်တွေဆိုလို့ရှိရင်အိမ်နောက်သည်ကြလို့လေတွေထွက်တာမျိုးရှိတယ်အဲ့တော့ဒီပစ္စည်းလေးတွေသုံးလို့ရှိရင်တက်တာတယ်အိမ်နောက်သည်ရောအပြိုလေးရောသုံးပြလို့ရတယ်ဆိုပြီးတော့မဖုတို့တွေကရောင်းပေးတာတဲလေးတို့ဘက်ကနေကျေးဇူးတော်တင်ရအောင်မယ်တဲလေးတို့ဖြစ်ပေါ်နေတဲ့ဒီလိုမျိုးပြဿနာတွေကိုဖြေရှင်းပေးတာဖြစ်တဲ့အတွက်အခုတို့ကတော့ကျေးဇူးမတင်တဲ့ပြအမလေးလာပြောနေရတော့အမလေးရှက်စီအာကြီးဘာညာတတကာနဲ့ဟာရှက်စရာမဟုတ်ဘူးเนาะဝဲသုံးเนาะအခုလိုဒီလိုဟိုဘယ်လိုပြောရမလဲပွင့်လေးမြင်သာခက်ကြီးမှာကွာအဖြူစင်းနဲ့ရရနဲ့အနံ့စုထတယ်ဘာဖြစ်လဲဟုတ်တယ်မလားတချို့ကောင်လေးဆိုရင်တော့မှเนาะသူ့ကောင်မလေးတွေလာဝဲပေးနေကြတာเนาะအဲ့တော့တဲလေးတို့တွေမပူးတို့ကတော့လုံးဝရှက်စရာမဟုတ်ဘူးမပူးတို့ကဒီအမျိုးသမီးလေးတွေကိုကူညီပေးနေတဲ့သူလေးဖြစ်တဲ့အတွက်အဆင်ပြေတယ်เนาะအဲ့တော့တဲလေးတို့တွေလည်းဝဲသုံးကြည့်เนาะရှက်စရာမဟုတ်ဘူးเนาะမပူးစီမှာဝဲယူအပ်ပေးလို့ရတယ်ကျေးဇူးပဲเนาะတတာ